နေပြည်တော်တက်သိမ်းမှခင်ဗျားတို့ခံကြဟိုမန္တလေးကိုတက်သိမ်းမှအခုခင်ဗျားတို့ကောလင်းသိမ်းတယ်လို့တိန်ဒီကိုရောက်တယ်လို့နောင်ချိုရောက်တယ်လို့သိမ်းမှတာခံကြတော့ခင်ဗျားတို့တက်မတော်ကြီးကိုကျွန်တော်ပြောချင်တာဒါကြောင့်ကျွန်တော်မဖြစ်စေချင်ဘူးဒါမျိုးတွေမဖြစ်စေချင်ဒါကြောင့်ပြောတာခင်ဗျားတို့တက်မတော်မှာရှိတဲ့တာဝန်ရှိတဲ့လူတွေပေါ့နော်ကျွန်တော်ပြောချင်တာအဲ့လေဘယ်သူတို့လဲခင်ဗျားတို့ကအဲ့လိုပဲကိုတက်မတော်မှာမဟုတ်ကိုစောက်သုံးမကြတာကိုပြောပြီးဆိုလို့ရှိရင်ခင်ဗျားတို့မကြိုက်တော့ဘူးခင်ဗျားတို့အဲ့စောက်ကြည့်နေပြင်ဟုတ်ကဲ့ကိုတကယ်စောက်သုံးမကြတာကိုသူလူတစ်ပတ်သားနေပြီးတော့ကိုရဲ့အသက်အန္တရာယ်ကိုမျှဝေပေးနေတယ်ပြောပေးနေတယ်လူဆိုရင်ခင်ဗျားတို့မကြိုက်ဘူးရှိပါတယ်အများကြီးပါဗျာဒါတွေပြောမှဆိုရင်ဟိုပါတချို့ဟာတွေမှာတော်တော်လေးစိုးစိုးဘွားဖြစ်တဲ့ဖြစ်စဉ်တွေရှိပါခင်ဗျားတို့ဖားနေမှာရားနေမှာဆိုတော့တိုင်းပြည်ပြတ်မှာပဲဥကာဝယ်ဦးသီးကျုပ်တို့ဘာလို့တပူးတက်တွေပေါင်းတက်တွေနေရာလိုချင်တဲ့ကောင်တွေမွေးရမှာဉာဏ်ဉာဏ်သွေးလည်းမရှိဘူးမွေးရမှာအသိဉာဏ်လည်းမရှိဘူးလူဆိုတာဒီလိုချပြနိုင်ရမယ်ဒီလိုပြောနိုင်ရမယ်မင်းရှေ့တန်းကိုလာကြည့်ဦးမင်းရှေ့တန်းကိုငါဘာလာကြည့်ပါတော့မင်းတို့အခုပြောတဲ့အတိုင်းလှုပ်ထားပေါ့ What မင်းတို့လှုပ်ထားရင်သေစရာအကြောင်းရှိလားရှိပါတယ်ရှိပါတယ်ဒုံကုန်းချတာတော့ကတော့ဟိုမှာပြောတယ်မတွေ့ဘူးလားကြည်စံဘုံကိုဖင်ခုပြီးတော့ထိုင်ပြီးတော့မှပြစ်နေလို့ရတယ်တဲ့အယောက်200လောက်တက်လာရင်အယောက်20နဲ့တော့တက်ဖိုက်လို့ရတယ်တဲ့ဟမ်ဒါစင်နီးပြူကကြပြောတာလေဟုတ်လားဒါမျိုးတွေမဟုတ်လို့ပေါ့အခုဘုံကိုဆိုလည်းဒီတက်မှမှုဖြစ်သွားဖျဲသီးရှိမှာပဲတက်မတော်ကတော့ဘယ်လိုပဲဖြစ်ပါခင်ခဲ့တာရှိပါတယ်ခေါင်းဆောင်ကလည်းတိလားမတိလားလည်းမသိဘူးတော့အဒီခေါင်းဆောင်ကကွာပြက်ပြက်သားသားလည်းမလုပ်ပါဘူးပြက်ပြက်သားသားမလုပ်မှတော့ငါတို့လည်းနေချင်းတို့နေမယ်သိချင်းတို့သိမယ်ရှင်းချင်းတို့ရှင်းမယ်ဆိုတော့ခမအရက်အရက်တောက်တဲ့ကောင်ကအရက်တောက်တဲ့ကောင်ခြေတန်းမှာအရက်တောက်ပြီးတော့မူးမောက်ပြီးတော့နေနေမှာပေါ့ဟုတ်တယ်မအရက်တော့ငါရကြားဟောသဘုံလာရင်တိုက်ရမယ်ကွာဘာလဲကြားရဘယ်လိုတိုက်လို့ရမှာတော့ကျွန်တော်သမီးတော်ကျွန်တော်ဒီမှာရုပ်ရှင်မင်းနာလာထင်နေပြီဟိုမှာကြည်နေပြီစီကြိုတွေးကြိုဖြစ်နေပြီဘယ်လိုတိုက်မှာတော့ဟမ်အရက်မိုးရမှာဥမာတကူအထက်ကခေါင်းဆောင်လည်းမပြတ်မသားနဲ့အခုတက်မမူကြတယ်မသိဘူးဆိုတာမရှိဘူးမသိဘူးသိဘာလုပ်ရမလဲဒါကြောင့်ကျွန်တော်မဖြစ်စေချင်ဘူးဒါမျိုးတွေ What အခုကောလင်းပါနေတယ်ဘယ်လိုလုပ်မလဲအဲ့ဒါလူချင်းနေမျိုးမှာကျွန်တော်တို့ကရင်းရံသွားလို့တော့မရဘူးအဲ့တော့စေတန်းမှာစစ်မြေပြင်ထွန်းနေတာလဲသူ့မိသားစုနဲ့လည်းနွေးနွေးထိုးထိုးမနေရဘူးစားကောင်းခြင်းလည်းမစားရဘူးတောက်ကောင်းခြင်းလည်းမတောက်ရဘူးဒီကစားချက်ကစစ်သားမဖြစ်ခင်ကလေးရရှိတခါလေချင်ဟလိုမျိုးပါနေခိုင်းနေတာခိုင်းလှုပ်နေတာလို့ခိုင်းနေတာခိုင်းလှုပ်နေတာလို့ဆိုတော့အောက်လက်စစ်သားကလည်းသူ့တာဝန်ချိန်သူ့ကင်းချိန်မဟုတ်ဘူးဆိုရင်နောက်ဆုံးအဆင့်အောင်မှစစ်ဗိုလ်တွေညံ့ပြင်းနေဆိုတာအကိုတို့ကရေးုံပဲရေးလိုက်တာခုခေတ်စစ်ဗိုလ်တွေအများစုညံ့ပြင်းတယ်လို့အကိုတို့ကရေးတာကျွန်တော်တို့ကသိတယ်သိလို့ပြောရင်အဲ့ကောင်နဲ့ကျွန်တော်ဖောင်းထုမယ်ဒီလိုချင်းနေမျိုးရအောင်လဲတက်မတော်လုပ်လာခဲ့တာစစ်သားတော်မလုပ်ချင်တော့ဘူးတချို့အပတ်စဉ်90ကျော်လောက်ဆိုလို့ရှိရင်စီးပွားရေးတွေနောက်ကျတယ်လို့လူမှုရေးတွေနောက်ကျတယ်လို့အထက်အောက်ရိုသေလေးစားမှုတွေမရှိတော့ဘူးပါတီဘန်းကကိစ္စပဲဖြစ်ပါတယ်ကျွန်တော်တို့နဲ့တော့ဘာမှမဆိုင်ဒါတွေကိုဘယ်လိုပြန်တည်ဆောက်မလဲအဲ့တော့စင်တန်းရောက်တဲ့ရဲဘော်တွေကမိသားစုနဲ့လည်းဝေးနေတာကြာပြီစားကောင်းခြင်းလည်းမစားဘူးအိတ်ကောင်းခြင်းလည်းမရဘူးစိတ်ချမ်းသာစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုလည်းမနေရဘူးထောက်ပံ့မှုအားတွေလည်းနည်းတယ်အခုကြည့်လေတက်မှမှုကိုဒရုန်းပုံးကျဲတယ်ဆိုတာခမစဉ်းစားလေအဲ့မှာတချို့ကြောက်လည်းပြောတာပေါ့တက်မရရှိကြီးကြီးပါလို့ပြုလို့ဆိုပြီးပြောတယ်မန္တလေးသူတို့တန်းကိုသူလျှောက်လို့ရတာပဲကျွန်တော်တို့နဲ့တော့ဘာမှမဆိုင်အဲ့တော့အောက်လက်ငယ်သားကလည်းတက်မှမှုဆိုတဲ့ခမကလည်းဘုံမှုကျုပ်အစင်းအောင်ကြားတယ်ဆိုတော့အောက်ကကောင်တွေကလည်းဟာဘာဖြစ်ဖြစ်ကုန်ပြီလို့ဟာတက်မတော်ကာဝေးဦးကြီးကငါတို့မကြည့်တော့ဘူးလားမလုပ်ပေးနိုင်တော့ဘူးလားဆိုတဲ့စိတ်တွေခင်ဗျမဝင်ဘူးဆိုတာရှိမလားလူတော့သမင်းကိုနေရစားထားတဲ့လူသမင်းသားပြီးသက်ရှင်တန်နေတဲ့လူရဟန္တာမဟုတ်ဘူးဇံရထားတဲ့ရဟန္တာပရိစိတ်နေတဲ့လူတွေမဟုတ်ဘူးအဲ့တော့ကျတော့ခင်ဗျသူတို့ကလည်းတွေးပြီးတော့စိတ်ညစ်ညစ်နဲ့လူဆိုတာစိတ်ညစ်လိုက်ညစ်တွန်းမယ်ရက်တော့မယ်ဗျာရှမ်းရက်ဆန်ရက်ကလေးတောက်မယ်တောက်ပြီးတော့မှချကွာWhat ဆင်းမတီးရကွာလာပြည့်မယ်ဆိုမူးနေတယ်ဘယ်လိုပြည့်မှာအဲ့လိုပဲရမှာပေါ့တနက်ကဘယ်လိုပြည့်လို့ရမှာလဲပါဝင်နေတာလေးရှိအခုနောက်ပိုင်းစစ်သားတွေကြတော့ဟိုမြင်းကောင်ရီအားနဲ့ဖွဲ့စည်းထားတဲ့လူတွေခင်ဗျရက်ဆက်တယ်ဗျာဟုတ်လားမပန်းမဲနေမလားဟုတ်လားဒရုန်းကာကွယ်တဲ့စနစ်ဆိုတော့ကိုဆိုင်ကိုကျွန်တော်ပြောပြမယ်ကုမ္ပဏီကနေဆင်ပေးတာတရုတ်ဝင်2သိန်းခွဲပေးရတယ်တက်မတော်ကနေထုတ်ပေးတဲ့ဒရုန်းကာကွယ်စနစ်ဂျမ်မာအဲ့ဒီကတ်တာတွေဒရုန်းကတ်တာတွေလှုပ်တဲ့ဥစ္စာပတ်စံ380လောက်ပဲကုန်တယ်အဲ့ဒီ380လောက်နဲ့ကမလုံခြုံဘူးမန္တလေးသူတို့အရင်စားယူပြီးတော့သူတန်းကိုသူလျှောက်လို့ရတာပဲတရုတ်ဝင်2သိန်းခွဲဆိုဗမာငွေ3000ဆုံးဆုံးရှိတယ်အဲ့ဒါတွေမှလုံခြုံတာဒါတော့ဘလုံးကညင်းပယ်လို့မရလက်ခံအဲ့ဒီ
2သိန်းခွဲတရုံငွေ2သိန်းခွဲဟာတွေနဲ့တက်ပြီးတော့မှလုံးဝလုံခြုံတာ တက်မလို့အကြီးကြီးတယောက်နေနေတော်တော်လေးစဉ်းစားပါတယ်ဗျဒါလေးစဉ်းစားပါတယ် ခမကြီးအခုသတင်းပါတစ်ခုမှမရဘူးသတင်းပါမှမရဘူးတိန်နီထီတာရောက်လာတာစစ်သတင်းပါမှမရဘူး ရှိပါတယ်အများကြီးပါဗျာဒါကြီးပြောမှဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ပြန်ဆွပြီးဖြစ်မှာကျွန်တော်ပြောလိုက်လို့ပြောစရာကြီးအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်မပြောဘူး ဟမ်ကျွန်တော်ပြောတာမှားလား စဉ်းစားပါတယ်ဗျဒါလေးစဉ်းစားပါတယ် အဲ့ဒီမရတာကိုရအောင်လို့ကောင်းစေခြင်းလို့ကျွန်တော်ကပြောပြနေတာ ဒါတော့ကျွန်တော်ကတော့ဒါလုံးဝလက်မခံဘူး အခုကောလေးရောက်လာတယ်ဟမ်ငါတို့တက်မတော်အကောင်တွေတေနေတာငါတို့တက်မတော်ကဒီလိုတက်မမှုတွေတေသွားတာကြဆုံးသွားတာကိုပျော်နေတဲ့ကောင်တွေကိုဗစက်ပိတ်သွားအောင်လုပ်ပေးရမှာ ကျွန်တော်မှဒါနဲ့ခေါင်းချောက်နေလို့လည်းလုံးမဖြစ်ပါဘူး ကျွန်တော်ပြောမယ် ကဲခင်ဗျာဘာပြောမလဲ ခွေးချင်းကြိုက်တာဗျာကိုခွေးနိုင်မှာပေါ့ကိုခွေးနိုင်လက်ကုပ်တီးမယ်ပေါ့ကိုခွေးမနိုင်ခွေးမိုင်ရမယ်ဒါအခုကျွန်တော်တို့ခွေးမိုင်နေရလေကျွန်တော်ရုပ်ကိုကျွန်တော်ရုပ်ခွေးမိုင်နေရလေဘာဖြစ်လို့လဲကိုနောက်ဆုံးစင်းဒီဥပမာပြောတာကိုခွေးရှုံးလို့လေ သတိပေးပါတယ်မလုပ်ကြပါနဲ့မလုပ်ပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းသက်ဆိုင်တာဝန်ရှိတဲ့ပုံကိုကျွန်တော်လှမ်းပြောတယ် ကိုအိမ်မှာမွေးထားတဲ့ကိုသမင်းကျွေးပြီးတော့မှတယူတရမွေးထားတဲ့ခွေးချင်းကြိုက်တာကိုကျွန်တော်ခွေးကအခုကျွန်တော်မွေးထားတဲ့ခွေးကျွန်တော်တယူတရထားတဲ့ခွေးရှုံးနေဆိုမှတော့ကျွန်တော်မျက်နှာမမိုင်မဲနဲ့ထကနေရမှာလားဒီဘီကဟေဟိုဘီနဲ့နည်းနည်းလေးတော့လှုပ်ကြည့်ကျွန်တော်ကတော့သားဆိုးပါညာကျွန်တော်အဲ့လိုလှုပ်ပြီးကနေရမှာလား စိတ်မကော အဲ့လိုမျိုးကျွန်တော်ကနေရမကနိုင်ဘူးပျော်လဲမပျော်နိုင်ဘူးခင်ဗျားတို့စစ်သားတွေဖြစ်ပြီးတချို့စစ်သားစိတ်တက်တောင်မရှိတော့ဘူး ဒါတော့ဘယ်လိုမှညှိပယ်လို့မရလက်ခံ